ဒီလူကတော့ရွှေတုံးတွေအပြစ်တင်ထားတဲ့လှဲကိုလေရင်ပေါ်ကနေတူးတွန်းချလိုက်တာကြောင့်လှဲသုံးစီးစာရွှေချောင်းတွေဟာမြေပြင်ပေါ်မှာခဏချင်းပဲပြန့်ကျဲသွားခဲ့ပါတယ်။ပြီးတာနဲ့လေရင်တကားကိုဖွင့်ပြီးတနက်နဲ့ချိန်ကလေရင်မှုကိုလေရင်ပေါ်ကနေခုန်ချဖို့ချင်းချောက်လိုက်ပါတယ်။သူ့အဖော်ကလည်းအခွင့်အရေးကိုစောင့်ကြည့်နေပြီးလေရင်ရဲ့အရှိန်မြင့်ဆက်ကိုအမြင့်ဆုံးအထိချက်ချင်းတင်လိုက်ပါတယ်။အင်ဂျင်တန်တွေဟိန်းကနေထွက်လာတာနဲ့အမျှလေရင်ဟာထိန်းချုပ်မှုကင်းမဲ့သွားပြီးလေစိတ်အပြင်ဘက်ကိုတန်တန်မတ်မတ်ပြေးထွက်သွားပါတော့တယ်။တန်မိုးကြီးကားစီးပေါင်းများစွာဟာလေရင်အောက်မှာကြိတ်ချီခံလိုက်ရပါတယ်။ရှေ့ကကိုတောင်ကိုလေရင်နဲ့တိုက်မိတော့မဲ့အချိန်မှာပဲညီကိုနှစ်ယောက်ဟာလေရင်အောက်ခြေကတကားကိုဖွင့်ပြီးအဝတ်စားတွေလဲကလေရင်ပေါ်ကနေဆင်းပြေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အလွန်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးလုံခြုံရေးတင်းကျပ်ထားတဲ့ကိုတောင်ကြီးဟာလုံးဝပျက်စီးသွားခဲ့ပါတယ်။အနီးနားကရဲတွေနဲ့လုံခြုံရေးတွေဟာလည်းမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ရွှေတွေကိုလိုက်ကောက်နေကြပါတယ်။တကယ်တော့ဒီလူတွေဟာတန်မိုးမဖြတ်နိုင်တဲ့ပကြီးကားတစ်ချက်ကိုခိုးယူဖို့အတွက်အခုလိုအာယုံလွှဲခဲ့ကြတာပါ။တခြားလူနှစ်ယောက်ကတော့လှုပ်ဝက်ခန်းထဲကိုခိုးဝင်ပြီးသူတို့ရဲ့အစီအစဉ်ကိုအောင်မြင်မြင်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။အဲ့ဒီလူကြီးကတော့မထွက်ခွာခင်မှာရွှေတုံးတုံးကိုပါဝက်ပြီးယူဆောင်သွားပါသေးတယ်။ဒါဟာသူ့ရဲ့တသက်တာအတွက်လုံလောက်သွားခဲ့တာပေါ့။